ကိုလာလွယ်ပြီးအသမ်းနဲ့ရင်ငါရဲ့ဒီလောကကြီးမှာလေးမွေးဖွားပေးလေတဲ့ပြုစုကမြေတမ်းဆောင်ရှောက်ပေးတဲ့အမေနဲ့ပြောတယ်ငါသားကြီးရဲ့လူရဲ့ကောင်းကြီးဖြစ်စေဖို့ဘဝမုန်တိုင်းတန်ကြမှာယုံကအမေပင်ပါလို့နေအပြစ်မမိုးလေးအေးပေမဲ့အမေရင်ခွေနှွေးထွေးနေခေါင်းမလုံးလဲမေးရင်ခွေဟာသာသမီတွန်းလုံးချုံစေအမေဟာအလားဆုံးပြိုင်ပကင်းနဲ့သူဘယ်တော့မှမညှို့နိုင်တဲ့ကမ္ဘာပေါ်မှာအမေကအလားဆုံးသူဟာရင်ထဲမှာအမေဟာအလားဆုံးတပွင့်ပြီးတော့ပန်းမှာဘယ်ပချီလို့မမီနိုင်တဲ့အမေကအလားဆုံးအပျော်ရွှင်ဆုံးဘယ်မှာလဲအမေရှိတဲ့နေရာငါသားချီရဲ့သူရဲ့ကောင်းကြီးဖြစ်စေဖို့ဘဝမုန်တိုင်းတန်ကြမှာယုံကအမေပင်ပါလို့နေအပြစ်မမိုးလေးအေးပေမဲ့အမေရင်ခွေနှွေးထွေးနေခေါင်းမလုံးလဲမေးရင်ခွေဟာသာသမီတွန်းလုံးရှုံးစေအမေကလာဆုံးသူသာရင်ထဲမှာအမေဟာအလားဆုံးတပွင့်ဒီတော့ပန်းမှာဘယ်ပချီလို့မမီနိုင်တဲ့အမေကလာဆုံးသူအနေချင်းဆုံးအပျော်ရွှင်ဆုံးဘယ်မှာလဲအမေဟာ